ပထမဆုံးမြင်တွေ့ရမယ့်ငွေကြေးကတော့ကနေဒါနိုင်ငံသုံးကနေဒါဒေါ်လာပဲဖြစ်ပါတယ်။သူ့ရဲ့တန်ဖိုးကတော့1ဒေါ်လာကိုမြန်မာငွေ2959ကျပ်ဝန်းကျင်လောက်ရှိပါတယ်။အဲ့ဒီနောက်မှာတော့မလေးရှားနိုင်ငံကမလေးရှားရင်းကစ်ကိုတွေ့ရမှာပါ။တရင်းကစ်ဟာမြန်မာငွေ1026ကျပ်ခန့်တန်ဖိုးရှိပါတယ်။ဆက်လက်ပြီးမြင်တွေ့ရမှာကတော့စင်ကာပူဒေါ်လာဖြစ်ပြီး1ဒေါ်လာကိုမြန်မာငွေ3200ကျပ်ဝန်းကျင်ပေါက်ဈေးရှိပါတယ်။အာရှနိုင်ငံတွေကဂျပန်ယန်ကိုကြည့်မယ်ဆိုရင်တော့တယန်ကိုမြန်မာငွေ24ကျပ်ခန့်သာရှိတာမို့တန်ဖိုးနည်းပုံပေါ်ပါတယ်။ဒါပေမဲ့ဥရောပဘက်ကဆွစ်ဖရန့်ကြတော့တစ်ဖရန့်ကိုမြန်မာငွေ9193ကျပ်အထိတန်ကြေးရှိနေတာကိုတွေ့ရပါတယ်။ဩစတြေးလျဒေါ်လာဆိုရင်လည်း1ဒေါ်လာကို2898ကျပ်ခန့်တန်ဖိုးရှိပြီးဟောင်ကောင်ဒေါ်လာကတော့1ဒေါ်လာကို919ကျပ်ဝန်းကျင်ရှိပါတယ်။တောင်ကိုရီးယားနိုင်ငံသုံးကိုရီးယားဝမ်ကတော့တဝမ်ကိုမြန်မာငွေ2ကျပ်ခန့်သာတန်ဖိုးရှိပါတယ်။ဆက်ပြီးရုရှားနိုင်ငံရဲ့ရုရှားရူဘဲကိုလေ့လာကြည့်ရင်တရူဘဲကိုမြန်မာငွေ54ကျပ်ဝန်းကျင်ရှိပြီးကျွန်တော်တို့နဲ့အရင်းနှီးဆုံးဖြစ်တဲ့အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ထိုင်းဘက်ကတော့တစ်ပတ်ကို120ကျပ်ခန့်ရှိပါတယ်။အရှိအလဲပိုင်းက RS ဝါများပြည်အောင်စုရဲ့ငွေကြေးဖြစ်တဲ့ UAE ဒီယာဟန်ကတော့ဒီယာဟန်ကို1089ကျပ်ရှိပါတယ်။တမိုးကြီးမားတဲ့ငွေကြေးတစ်ခုဖြစ်တဲ့ဗြိတိန်ပေါင်စတာလင်ကတော့တပေါင်ကိုမြန်မာငွေ9525ကျပ်အထိကိုရှိနေတာပါ။အာဖရိကတိုက်ကတောင်အာဖရိကလမ်းကတော့တလန်းကို248ကျပ်ရှိပြီးဥရောပတိုက်သားတွေအများဆုံးသုံးတဲ့ဥရောပယူရိုကတော့1ယူရိုကို4958ကျပ်ဝန်းကျင်ရှိပါတယ်။ကာဇက်စတန်နိုင်ငံသုံးတန်ကီကတော့တန်ကီကို6ကျပ်ခန့်သာရှိပြီးအင်ဒိုနီးရှားနိုင်ငံရဲ့ယူပီယာငွေကြေးကတော့တယူပီယာကိုမြန်မာငွေ24ပြားခန့်သာရှိတဲ့အတွက်ကဏ္ဍအရေအတွက်အလွန်များပြားစွာကင်တွယ်ရတဲ့ငွေကြေးတစ်ခုဖြစ်ပါတယ်။ဆက်ရှိန်လေးနည်းနည်းထပ်တင်ပြီးပုံမဆန်းပြတဲ့ငွေကြေးတချို့ကိုဆက်ကြည့်ကြရအောင်ပါတောင်အမေရိကတိုက်ကဗင်နီဇွဲလားနိုင်ငံရဲ့ဘိုလီဗာဟာဆိုရင်တဘိုလီဗာကိုမြန်မာငွေ12ပြားခန့်သာတန်ဖိုးရှိပါတယ်အရှေ့တောင်အာရှကကမ္ဘောဒီးယားရီယေကတော့တရီယေကိုမြန်မာငွေတစ်ကျပ်ဝန်းကျင်ပါပဲအာဖရိကတိုက်ကဇင်ဘာဘွေဒေါ်လာဟာဆိုရင်တော့1ဒေါ်လာကိုမြန်မာငွေ6ပြားခန့်သာတန်ဖိုးရှိလို့ကမ္ဘာပေါ်မှာတန်ဖိုးအနည်းဆုံးငွေကြေးတွေကတစ်ခုလို့ဆိုရမှာပါစောစောကပြောခဲ့တဲ့အင်ဒိုနီးရှားယူပီယာဟာလည်းထပ်မံစစ်ဆေးကြည့်တဲ့အခါတယူပီယာကို24ပြားဝန်းကျင်လောက်ပဲတန်ဖိုးရှိတာကိုတွေ့ရှိရပါတယ်မွန်ဂိုလီးယား2ဂရစ်ကလည်း2ဂရစ်ကိုတစ်ကျပ်ခန့်သာရှိပြီးကိုရီးယားဝမ်ရဲ့နောက်ထပ်လဲနှုန်းတစ်ခုမှာတော့တဝမ်ကိုမြန်မာငွေ3ကျပ်ခန့်ရှိပါတယ်မြောက်ကိုရီးယားဝမ်ကြတော့လဲတဝမ်ကို33ကျပ်ခန့်တန်ဖိုးရှိနေတာကိုတွေ့ရပါတယ်ရုရှားယူဘဲရဲ့နောက်ထပ်လဲနှုန်းတစ်ခုအရဆိုရင်တယူဘဲဟာ53ကျပ်ဝန်းကျင်မှာရှိပါတယ်ယူကရိန်းနိုင်ငံရဲ့ဟရီဗီနီးယားကတော့ဟရီဗီနီးယားကို102ကျပ်ခန့်ရှိပြီးကမ္ဘာလက်ခီးတွေအသွားများတဲ့မော်ဒိုင်းနိုင်ငံသုံးယူဖီယာကတော့ယူဖီယာကိုမြန်မာငွေ289ကျပ်ရှိပါတယ်ဥရောပမြောက်ပိုင်းကနော်ဝေခရုံးကတော့တစ်ခရုံးကို422ကျပ်ဝန်းကျင်ရှိပါတယ်ဆက်လက်ပြီးစင်ကာပူဒေါ်လာရဲ့နောက်ထပ်ဈေးနှုန်းတစ်ခုရဆိုရင်ဒေါ်လာကို3315ကျပ်ခန့်ပေါက်ဈေးရှိပါတယ်။ကမ္ဘာပေါ်မှာအသုံးအများဆုံးဖြစ်တဲ့အမေရိကန်ဒေါ်လာကတော့ကျွန်တော်တို့တွက်ချက်မှုရဲ့အခြေခံအတိုင်းဒေါ်လာကိုမြန်မာငွေ4300ကျပ်တိတိဖြစ်ပါတယ်။ဥရောပသမဂ္ဂ19နိုင်ငံမှာပုံသုံးပြုတဲ့ဥရောပယူရိုကတော့1ယူရိုကို9012ကျပ်အထိရှိပြီးဆွစ်ဖရန့်ကတော့9423ကျပ်အထိတန်ဖိုးကြီးမားပါတယ်။ဗြိတိန်ပေါင်ဆိုရင်လည်းတပေါင်ကို9938ကျပ်အထိမြင့်မားနေတာကိုတွေ့ရမှာပါ။အခုဆိုရင်တော့တန်ဖိုးအမြင့်ဆုံးငွေကြေးတွေစီကိုရောက်ရှိလာပါပြီ။ဂျော်ဒန်နိုင်ငံသုံးဒီနာဟာတဒီနာကိုမြန်မာငွေ6039ကျပ်အထိတန်ဖိုးရှိပါတယ်။အိုမန်ရီယေကတော့တရီယေကို1880ကျပ်အထိကိုတန်ကြေးမြင့်တက်သွားပါတယ်။အားလုံးထဲမှာတန်ဖိုးအကြီးမားဆုံးကမ္ဘာထိပ်တန်းငွေကြေးကတော့ကူဝိတ်ဒီနာပဲဖြစ်ပါတယ်။သူ့ရဲ့တန်ဖိုးဟာတဒီနာကိုမြန်မာငွေ13836ကျပ်အထိတောင်ရှိနေတာမို့တကယ်ကိုအမခန့်ပါပဲ။နောက်ဆုံးအနေနဲ့ငွေကြေးတချို့ရဲ့လဲလှယ်နှုန်းတွေကိုထပ်မံလေ့လာကြည့်ရအောင်ပါ။ဘာရိန်းနိုင်ငံသုံးဒီနာဟာတဒီနာကိုမြန်မာငွေ11269ကျပ်ခန့်ရှိပါတယ်။အိုမန်ရီယေဟာလည်းတရီယေကို1998ကျပ်ဝန်းကျင်မှာရှိနေပါတယ်။ဂျော်ဒန်ဒီနာကတော့တဒီနာကို9960ကျပ်ရှိပြီးဗြိတိန်ပေါင်ကတော့9640ကျပ်ခန့်ရှိပါတယ်။ဆွစ်ဖရန့်ကတော့တစ်ဖရန့်ကို9288ကျပ်ဥရောပယူရိုကတော့4898ကျပ်နဲ့အမေရိကန်ဒေါ်လာကတော့4233ကျပ်အသီးသီးရှိနေတာကိုတွေ့ရပါတယ်။အာရှဘက်ကိုပြန်လှည့်ကြည့်ရင်စင်ကာပူဒေါ်လာက1ဒေါ်လာကို3283ကျပ်မြောက်အမေရိကကနေဒါဒေါ်လာဟာ3031ကျပ်ရှိပါတယ်။နောက်ဆုံးပိတ်အနေနဲ့ဩစတြေးလျဒေါ်လာဟာ1ဒေါ်လာကိုမြန်မာငွေ2814ကျပ်ဝန်းကျင်ခန့်ရှိနေတာကိုဗဟုသုတအနေနဲ့အပြည့်စုံပြင်ဆက်ပေးလိုက်ရပါတယ်။မိတ်ဆွေတို့အတွက်အသုံးဝင်နေဆိုအမြဲပြန်ကြည့်လို့ရအောင်ဒီပို့လေးကို like and share လေးလုပ်ထားပေးကြပါဦးနော်။အဆုံးထိကြည့်ပေးလို့ကျေးဇူးပါဗျာ။